ဆူရှီရေငါ့ကိုကြည်စံတထေးလေးကမင်းကိုစောင့်နေတယ်လေမင်းကောင်းထဲမှာရေတွေများဝင်နေတာလားကို့အသက်ကိုတောင်ဂယုမစိုက်တော့ဘူးလားအိုကျမအဆင်ပြေပါတယ်အကယ်၍မင်းသာကို့အသက်ကိုဒီလိုမျိုးအန္တရာယ်ထပ်ပေးဦးမယ်ဆိုရင်မင်းကိုဂူကုံသွယ်ရေးဌာနမှာတစ်သက်လုံးအခမဲ့အလုပ်ခိုင်းပြမယ်ဂူရှောင်းထင်းရေမင်းအခုလိုဒဏ်ရာရနေတာကိုတောင်မကာကွယ်နိုင်ပဲနဲ့ဘာခွင့်ရေးရှိလို့သူ့ဘဝတဲကိုဝင်ဆွတ်ဖက်နေတာလဲဘူးသူထေးလေးရေအဆိုင်ကူတာပေးရင်းနဲ့သူ့ခြေထောက်ဒဏ်ရာကမတော်တဆမှုတစ်ခုတည်းကြောင့်မဟုတ်တာကိုတွေးလိုက်ရတယ်သူကအလွန်တရာမှထူးခြားတဲ့နာတာရှည်အာယုံကြောအစိတ်တစ်ခုနဲ့အစိတ်ခက်ခံထားရတာပဲဒီအစိတ်မှာအယောင်လည်းမရှိအနံ့လည်းမရှိဘူးဒါပေမဲ့လူနာရဲ့အာယုံကြောနဲ့ကြွက်သားတွေကိုတဖြည်းဖြည်းချင်းပျက်စီးသွားစေပြီးနောက်ဆုံးမှာတော့မလှုပ်ရှားနိုင်တဲ့အခြေအနေမျိုးဖြစ်သွားစေတာပေါ့သူဘာလို့မထနိုင်တာလဲလို့အံ့ဩနေတာအခုတော့သိပြီဒါကရိုးရိုးမတော်တဆမှုမဟုတ်ပဲလူချမ်းချမ်းနဲ့အဲ့ဒီလူယုံမာတွေရဲ့ထောင်ချောက်တစ်ခုပဲဖြစ်ရမယ်ဘသူကများဒီလောက်တောင်ရက်ဆက်ရတာလဲဒါပေမဲ့စိတ်မပူကြနဲ့သွေးတံထရိုဘီယန်ရဲ့အာနီတင်ကြောင့်အစိတ်တွေအားလုံးပြင်းစင်သွားပြီအာယုံကြောတွေလည်းပြန်နိုးထလာပြီရုပ်ပိုင်းဆိုင်ရာအရာတော့သူ့ခြေထောက်တွေပြန်ကောင်းလာပြီဒါကစိတ်ပိုင်းဆိုင်ရာဒဏ်ရာတစ်ခုပဲအခုသူ့ယောဂကခန္ဓာကိုယ်မှာမဟုတ်တော့ပဲစိတ်ထဲမှာပဲရှိနေတော့တယ်သူသာကြောက်စိတ်နဲ့စိတ်ထဲကအတားအဆီးတွေကိုကြော်ဖြတ်နိုင်ရင်ဘသူမဆိုလိုပဲလမ်းပြန်လျှောက်နိုင်မှာပါအရန်ကောင်းတာပဲတထေးလေးရေဆရာဝန်ပြောတာကြားလိုက်တယ်မလားခမည်းလမ်းလျှောက်နိုင်ပြီတဲ့လာပါ2လမ်းလောက်လမ်းကြည့်ပါဦးအလကားပါပဲကျွန်တော်မထနိုင်ပါဘူးတစ်သက်လုံးအတုံးမကျတဲ့သူပဲဖြစ်တော့မှာပါစူးစမ်းကြည့်ဖို့တောင်အားအင်မရှိတော့ပါဘူးတထေးလေးစိတ်မပူပါနဲ့ဖြည်းဖြည်းချင်းပေါ့သူကစီးပွားရေးလောကကိုအုပ်ဆိုးတဲ့ကူတထေးကြီးပဲဖြစ်ဘီတက်ကလထိုင်ပေါ်မှာပဲတစ်သက်လုံးကုံဆုံးရမယ့်သူပဲဖြစ်အရေးမကြီးပါဘူးမိဘတွေကလည်းသူ့ကိုစွန့်ပစ်မှာမဟုတ်တယ်လို့ကျမလည်းစွန့်ပစ်မှာမဟုတ်ပါဘူးကျေးဇူးတင်ပါတယ်ဘာမှမဟုတ်ပါဘူးကျွန်တော်တို့ကြားမှာကျေးဇူးတင်စရာမလိုပါဘူးပြန်ရောက်ရင်ကျမရဲ့လစာကိုတိုးပေးဖို့တော့မင်းနဲ့အောင်ဘူးရှောင်းထင်ရဲ့ခန္ဓာကိုယ်ထဲကအစိတ်တွေကင်းစင်သွားပြီအခုထိမထနိုင်သေးတာကရုပ်ပိုင်းဆိုင်ရာကြောင့်မဟုတ်ပဲသူ့စိတ်ထဲကပိတ်ဆို့နေတဲ့အရာကိုမဖြေရှင်းနိုင်သေးလို့ပဲသူ့စိတ်ထဲကကြောက်စိတ်တွေကိုဖယ်ရှားနိုင်ရင်သူပြန်လျှောက်နိုင်မှာပါဒါကစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုပဲဘာလို့အဲ့ဒီလိုကြည့်နေတာလဲခမည်းကအရန်ချောလို့လေတေးတန်ရှင်တွေထက်တောင်ပိုချောသေးတယ်ဟာဟာတထေးလေးကဘာလို့ဒီလောက်တောင်ရှက်ပြီးမျက်နှာညီရဲနေတာလဲအမတော်ကြီးကျွန်တော်ကိုတေးချကြည့်ဒီအရှိတိုင်းဝစ်စုံနဲ့ကျွန်တော်ဘယ်လောက်ချောလဲရှောင်းထင်နဲ့ရှင်ကြည့်လိုက်အောင်မင်းတို့နှစ်ယောက်လုံးကချောကြပါလေကွာတယောက်ကိုမြောက်ပြောပြီးနောက်တစ်ယောက်ကိုနှိမ်နာမျိုးတော့မလုံနဲ့ခမည်းတို့ကဂျွန်နိုင်ငံရဲ့ကုန်သွယ်ရေးဌာနတာဝန်ခံတွေဖြစ်တဲ့အတွက်နိုင်ရန်ရဲ့ကုန်သွယ်ရေးဌာနချုပ်ကိုရောက်ရင်ကျွန်တော်တို့ကိုဥက္ကဋ္ဌနဲ့မိတ်ဆက်ပေးပါလားပင်လယ်ရေချောင်းကုန်သွယ်ရေးကိစ္စကိုမြ мян ဆန်ဆန်အဆုံးသတ်ချင်လို့ပါမရဘူးကျမကမင်းတို့နဲ့အတူဆရာဝန်ရှာဖို့တော်တဲ့လိုက်လာတာပဲရှိတာကုန်သွယ်ရေးဌာနရဲ့စပွဲဝိုင်းထိခေါ်သွားပေးရမယ်တာဝန်မရှိဘူးဒါပေမဲ့ပင်လယ်ရေချောင်းလမ်းကြောင်းဖွင့်တာကနှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိမှာပါအရှိနဲ့အနောက်ကြားကုန်သွယ်မှုကိုပိုအားကောင်းလာစေမှာပါဂျွန်နိုင်ငံမှာပဲကိုပိုင်လမ်းကြောင်းတွေရှိပြီးသားမြို့ကကုန်သည်တွေကအမြဲတမ်းပြည်ရများတယ်ကုန်သွယ်ရေးဌာနကမင်းတို့နဲ့ပတ်သက်မှုတွေများလာတာမျိုးကျမမလိုချင်ဘူးအိမ်ထဲကိုဝင်ပလွေခေါ်သွင်းတယ်လို့မျိုးဖြစ်ပြီးနောက်ဆုံးမှာအရှုံးပေါ်သွားရင်ဘယ်လိုလုပ်မလဲအမမားနေပြီမြို့မှာနေတော့ကသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့စက်မှုလုပ်ငန်းအလားအလာတွေကိုကျမကိုယ်တိုင်မြင်ခဲ့ရတယ်ကျမတို့ထင်ထားတာထက်အများကြီးပိုသာလွန်နေတာမင်းကအပျော်ရှာဖို့ထွက်ပြေးသွားပြီးအခုလိုလာပြောနေတာပေါ့လေအမစဉ်းစားကြည့်ပါမြို့မှာကျမတို့လိုအပ်တဲ့ပိုးထဲတွေ့ထဲနဲ့လက်ဖက်ချောက်တွေအများကြီးရှိတယ်ကျမတို့စီမှာလည်းသူတို့လိုအပ်တဲ့စက်မှုလုပ်ငန်းတုံးစက်ကရိယာတွေနဲ့ဆေးဝါးတွေရှိတယ်ကုန်သွယ်ရေးကနှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိမှာပါကောင်းပြီအလက်ဆန္ဒမင်းလည်းရင့်ကျက်လာပြီပဲဥက္ကဋ္ဌနဲ့တွေ့ဖို့ခေါ်သွားပေးပါမယ်မြို့စစ်ဖက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးရဲ့အထူးကိုယ်စားလှယ်ဘူမီသားစုကကုန်သွယ်ရေးအစီအစဉ်ကိုတင်ပြပြီးအကျိုးအမြတ်ရရှိစေမယ်ပင်လယ်ရေချောင်းလမ်းကြောင်းဖွင့်လှစ်ဖို့တောင်းဆိုလိုက်တယ်လူချန်ချန်ကနန်ရန်ကိုဘူမီသားစုရောက်လာလိမ့်မယ်လို့ကြေးနန်းစာပို့ထားပြီးသားသူတို့ရဲ့ကုန်သွယ်ရေးကိုဖျက်ဆီးလိုက်ရင်လူငယ်လေးကအနောက်တိုင်းအိမ်တလုံးဝယ်ပေးလိမ့်မယ်ဥက္ကဋ္ဌကြီးကြည့်ပါမြို့ကခေါင်းဆောင်တွေကကိုလက်အင်ကမတန်ဆွမ်းသူတယောက်နဲ့မရင်ကျေးတဲ့အစီခံမိန်းကလေးတယောက်ကိုစစ်ဆက်ညှိနှိုင်းဖို့လွတ်လိုက်တာပဲကျွန်တော်တို့စစ်ဖက်ဆိုင်ရာစာချုပ်ကိုကိုပိုင်ရေးချင်းနဲ့ရယူခဲ့တာပါဘူမီသားစုရဲ့စီမံခန့်ခွဲသူတယောက်အနေနဲ့ဒီရောက်နေတာကကျမတို့ရဲ့အရေးချင်းကိုတက်တည်ပြနေတာပဲခင်ဗျားတို့ကိုစော်ကားတာမဟုတ်ဘူးငွေရမယ်ဆိုရင်အားလုံးအမျက်ထွက်မှာပဲနားလေလားအနောက်တိုင်းသားတွေကအစွမ်းစနဲ့ရဲရင်နဲ့စိတ်ဓာတ်ကိုအမြဲတမ်းပို့ထားတယ်မင်းတို့ဘူမီသားစုကလူတွေဒီနွားထီကိုထိန်းနိုင်ရင်ပင်လယ်ရေချောင်းကုန်သွယ်ရေးစာချုပ်ကိုလက်မှတ်ထိုးပေးမယ်ဒါကဘာမှခက်ခဲတာမဟုတ်ဘူးကျမလုပ်လိုက်မယ်ရှိုးပွဲအတွက်ပြင်ဆင်ထားလိုက်ကြပါဒီစပိန်နွားထီကကားတစ်စီးကိုတော့မှောက်သွားအောင်လုပ်နိုင်တယ်အရင်ဆိုင်ပဲဒီနွားကကျွမ်းကျင်တဲ့နွားထီတိုက်သူတွေကိုတော့တတ်ခဲ့ဘူးတဲ့လူစားနွားပဲအခုချိန်ထိနောက်ပြန်ဆုတ်ဖို့အချိန်ရှိသေးတယ်လေမင်းကလေးဟာဟာခဏလေးမဖြစ်နိုင်ဘူးဒီနွားရိုင်းကလူကိုတက်လိုက်မယ်ဥက္ကဋ္ဌကြီးသူတို့ကိုစားကျမတောင်းပန်ပါတယ်ဒီအယူမူလောင်းကစားကိုရက်လိုက်ပါဥက္ကဋ္ဌကြီးခမရပြောတာတကယ်ပဲလားဒီနွားကိုကျမထိန်းနိုင်ရင်စာချုပ်ကိုလက်မှတ်ထိုးပေးမှာလားတတိပေးပါတယ်မင်းကိုမြင်လိုက်ရကြတဲ့ကပဲ